အောင်နိုင်အောင်လို့လိုအပ်တဲ့အချက်တွေကိုဖွဲ့စည်းဖို့အခြေခံဥပဒေတွေမှာပြောင်းလဲရဖြစ်ပါတယ်။အဲဒီလိုမပြောင်းလဲတဲ့ကျမတို့နိုင်ငံရဲ့ဒီမိုကရေစီအဆောက်အအုံမှာခံရနိုင်မှာမဟုတ်ပါဘူး။အဲဒီလိုကျမတို့ကအခြေခံကျမတို့နိုင်ငံရဲ့အခြေခံဥပဒေကိုပြောင်းလဲတဲ့နေရာမှာပြောင်းတဲ့အချက်တွေကိုပြောင်းတဲ့နေရာမှာတမန်တော်ကလည်းပါဝင်လို့လိုတယ်ဆိုတော့ကျမကြီးကနေလည်းအတူတူပြောပြရအောင်နိုင်ငံတနိုင်ငံရဲ့နိုင်ငံရေးအရာအဲ့ဒီဖြစ်ပါတယ်ဒီဟာခိုင်မှကျမတို့နိုင်ငံမှာခံရနိုင်မှာပါဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုအေးအေးချမ်းချမ်းကြည်ကြည်ငြိမ်ငြိမ်နဲ့ပြောင်းလဲဖို့ဆိုတာဟာတမတော်ရဲ့ဘူဘူပါဝင်ပေါင်းပေါင်းရှိမှုပူးပေါင်းမှုလိုအပ်တာကြောင့်မလို့တမတော်ကလည်းကျမတို့နဲ့အတူတူဒီမိုကရေစီပန်းနိုင်လို့ချီချက်ချင်ပါတယ်ဆိုတဲ့ဟာကိုပြခြင်းအဖြစ်တမတော်သားများအားနဲ့မြို့သားဒီမိုကရေစီဖွဲ့စည်းတဲ့ဆက်အမြင့်ပေးကြတော့ဗမာလူလာရေးတမတော်ကိုထူထောင်တဲ့ဖြစ်တုံးကဆိုလို့ရှိရင်ပြည်သူတွေနဲ့တမတော်သားတွေကြားမှာအင်မတန်မှနှွေးထွေးတဲ့ဖြစ်စဉ်တွေရှိပါတယ်။ပြည်သူတွေရဲ့တမတော်သားတွေထောက်ခံတဲ့အားကိုးတဲ့တမတော်သားတွေကပြည်သူတွေကိုကာကွယ်တဲ့အားကိုးတူဦးကိုတူဦးအားကိုးတယ်။အဲ့ဒီဟာဘယ်တော့ကြည်နူးတယ်အောင်ကောင်းတယ်။ဒီလိုပဲကျွန်မနိုင်ငံအတွက်ကြည်နူးတယ်ရတယ်အများကြီးဖြစ်စေချင်ပါတယ်။အခုကျွန်မတို့အနေနဲ့ဒီမိုကရေစီရရှိရတဲ့ဒီအထိရောက်လာအမှန်အောင်လို့လုပ်ပေးတဲ့သူတွေလူကြီးတွေအားလုံးကိုလည်းကျမတို့ကျေးဇူးတင်ပါတယ်အထူးသဖြင့်ကျမကျေးဇူးတင်တာလည်းကျမတို့ပြည်သူလူထုရဲ့ပြည်သူလူထုရဲ့ကျေးဇူးကြောင့်မလို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာဒီနေ့ဒီအချိန်အခါအထိရပ်တည်နိုင်ကြရဖြစ်ပါတယ်ကျမတို့အခက်အခဲတွေအများကြီးကြားရနေပြီးတော့ရုန်းကန်ခဲ့ရပေမဲ့ပြည်သူတွေကဒီဇိုင်းမှကျမတို့ကိုပုံမှန်လင်းမထောက်ခံရတဲ့အချိန်တုန်းကတောင်မှတိုးတိုးတိတ်တိတ်ထောက်ခံလာတယ်လို့ကျမတို့ပြော